လူငယ်တော့65နှစ်ကျော်လကမြန်မာပြည်၌ထူးခြားသောကလေးသူငယ်တူပေါ်ပေါက်ခဲ့ဘူးသည်ဓမ္မကတိကမောင်ထွန်းကြိုင်ခေါ်ပိဋကတ်မောင်ထွန်းကြိုင်ဖြစ်သည်မောင်ထွန်းကြိုင်သည်အသက်9နှစ်ခန့်အရွယ်များနှင့်ပင်လူထုပရိသတ်ရှေ့မှောက်၌တရားဟောပြောနိုင်သည်သူဟောသောတရားမှာလည်းအလွန်နက်နဲသိမ်မွေ့သောဗုဒ္ဓတရားတော်ချစ်သည်4သိန်းချင်းနှင့်ကဘာတသိန်း8သိန်းချင်းနှင့်ကဘာတသိန်း16သိန်းချင်းနှင့်ကဘာတသိန်းတိုင်ပါရမီဖြည့်မှရ၍တပတ်ညူတာရွှေငန်တော်ဖြင့်ဟောကြားတော်မူအပ်သောတရားတော်ကိုရိုးရိုးသေးသေးနာကြပါခမညာကျွန်တော်မောင်ထွန်းကြိုင်ကလေးကိုမယိုသေးကြပါနဲ့ခမညာဟူ၍အစချီကဟောပြောတတ်သည်ပန်းတနော်အပိုင်းမင်းစေရွာ၌အဘမောင်ဘမောင်အမိမမယ်ရီတို့တွင်ထောင်နေလောရှိဆွတ်တစ်ခုနှင့်ပြာတော်လာစုပ်နေရအင်္ဂါနေ့ည9နာရီအချိန်၌ဖုံးကန်ပါရမီနှင့်ယောက်ျားအာဇာနည်ဟုဆိုအပ်သောသူတို့သားမောင်ထွန်းကြိုင်ကိုဖွားမြောက်တန်ဆင်အောင်မြင်သေးသည်ကိုဘမောင်နှင့်မမက်အီတို့သည်အလွန်ဆင်းရဲကြသည်မောင်ထွန်းကြိုင်လေးနှစ်သားအရွယ်တွင်မော်လမြိုင်ကျွန်းအပိုင်းကျုံလဒရွာသို့ခက်တာပြောင်းခဲ့ပြီးစီးပွားရှာကြသည်ကိုဘမောင်ကပြိုးနုကောက်ဆိုင်အလုပ်ကိုလုပ်သည်မမက်ရီကသင်ဖြူဖြာရက်သည်ထို့နောက်မင်းဆယ်ရွာသို့တဖန်ပြန်လာကြသည်ခလီဖြင့်မိသားစုပြန်လာစဉ်ဘိုးကလေးတို့ရောက်သောအခါခက်တာဝင်လာကြသည်ကိုဘမောင်တို့ကမိတ်ဆွေတူကိုတွားရောက်နှုတ်ဆက်သည်ထို့နောက်ပြန်လေထွက်ခွာမိပြုစဉ်မောင်ထွန်းကြိုင်ကသူတော်ကောင်းအိမ်တအိမ်သို့ပို့ပေးပါတရားဟောလိုပါသည်ဆိုသည်တို့ဖြင့်ဥရွှေစိုးဆိုသူဤအိမ်တို့အဘကပို့ပေးရာမောင်ထွန်းကြိုင်ကတရားဟောသည်ထိုမှဆောက်၍မောင်ထွန်းကြိုင်သည်တရားများဟောခဲ့သည်ထိုစဉ်ကအသက်4နှစ်နှင့်8လအရွယ်သာရှိပေသည်ဤတငယ်လေးနှစ်သက်သောအဝတ်မှာတင်ကန်းရောင်နှင့်မချမနာဝါလဲ့လဲ့ရှိသောအင်ကြီးရှိကလေးကိုအမြဲဝလေးရှိသည့်အပြင်စိတ်ပူတီကိုမပြတ်မလတ်စိတ်၍နေလေးရှိစိတ်ပူတီကိုမိမိ၏လဲတွင်အမြဲလိုပင်ဆွဲဆင်၍ထားလေးရှိပေသည်တရားဟောပြောမိနေရာသို့ရောက်လျင်မိမိဖခင်ဦးခေါင်း၌ပေါင်းစင်ထားသောဘဝကိုအချွတ်ခိုင်းလျက်မိမိအပါတွင်အမြဲနေစေသည်သူတော်ကောင်းသူမြတ်လောင်းတို့၏ဝန်းခံပါရမီရှိသည့်အလျောက်မိမများကိုလွန်စွာရှောင်ရှားသည်သူ၏မိခင်မတပါအခြားသောမိမများကိုမိမိအပါသို့လာမီကိုကများစွာစိုးရိမ်လေသည်လမ်းသွားသောအခါမိမများကိုဖယ်ကြပါဟုပြောလိပြောထားရှိ၏မောင်ထွန်းကြိုင်ကဘိုးကလေးမြို့မော်လမြိုင်ကျွန်းမြို့များတွင်တရားဟောနေခိုက်စမ်းကျက်သောစကားတစ်ခုကိုပြောဟောထားလေသည်ထိုစကားမှာအခြားမဟုတ်ပင်တနော်မြို့ကြမှသူ၏အဖြစ်အပျက်ကိုပြောပြမည်ဟုအနှဲငယ်ပါရှိလေသည်ထိုနောက်များမကြာမီပန်တနော်မြို့သို့ရောက်လာသောအခါစွမ်းကြွေးသောအိမ်၌ပန်တနော်မြို့အရက်ရှိရွင်းကြောက်တိုက်၌စာပိုချက်လျက်နေသောတိုက်အုပ်ဦးစာကရနှင့်အခြားဖုံးတို့ကြီးများကိုမြင်သောအခါဦးစာကရကိုသိသည်ဟုသူ့အနီးတွေရှိသောလူများကိုမောင်ထွန်းကြိုင်ကပြောသည်ထို့နောက်မောင်စာကရဟုခေါ်ပြီးလျင်အာရရွှင်လန်းစွာဦးစာကရကိုရောဤပေါင်ပေါ်သို့တက်ထိုင်ပြီးစကားအနှဲငယ်ပြောဟေဦးစာကရကိုရောတရင်တမ်းသောရင်းချောင်းသို့တပါးတည်းလိုက်ပါလေသည်မိမိမှာရှေးဘဝကထိုเจ้าတွင်ဆရာတော်ကြီးထိခဲ့ဘူးသည်ဟုပြောသလိုနေထိုင်ခဲ့ဘူးသောအခန်းကိုအထူးတလဲပြလေသည်ထိုကင်ဆရာတော်ဖြစ်စဉ်ကမိမိအမီတော်မှာဥပန္တိဆာဟုပြောပြလေသည်ယွန်းเจ้าဆရာတော်ဥပန္တိဆာမှာ1909ခုနှစ်တွင်ဖွားရီ1980ခုတွင်ပြန်လွန်တော်မူခဲ့သည်ဝီနီပိဋကတ်တော်တို့ကိုကျွမ်းကျင်စွာတက်မြောက်သည်မင်းတုံမင်းနှင့်တီဘောမင်းတို့အထူးယိုသေးပူဇော်ခြင်းကိုခံရသောယဟန်မြတ်ဖြစ်သည်မန္တလေးတွင်တရင်သုံးတော်မူရာမှ1240ခုတွင်တီဘောမင်းပါတော်မူသောအခါပန်းတနော်မြို့ယွန်းတိုက်ကြီးတွင်ပြောင်းရွှေ့တရင်သုံးတော်မူခဲ့သည်ထို့ပြင်ယွန်းကျောင်းဆရာတော်ကြီးဖြစ်စဉ်တောနယ်ကတပိတ်လက်သားများပင်၍တွားလိုသောအခါမိမိစီးသွားသောလှေနမဲကိုမောင်ထွန်းကြိုင်ကဘေဘေကြီးဟုရုတ်တရက်thứcဖော်ပြောပြလေ၏ယွန်းကျောင်းအနီးအနားတွင်ရှိသည့်ကိုပီကျက်ဥယျာဉ်တွင်ရှိသောညောင်ပင်တပင်တွင်မိမိသည်ပြန်လွန်တော်မူပြီးလင်ပြီးခြင်းရုပ်ကစိုးနတ်3နှစ်ကျော်ဖြစ်ပြီးမှယခုလက်ရှိမိခင်ဝမ်းမှာပဋိတန်တေနေရ၍ဖွားမြင်လာကြောင်းပြောပြပြန်သည်